ရိဘောကပေါက်ရောက်ပြီးရပြီဆိုလဲနေရာချထားခိုင်းတယ်လေသူနေရာချထားခိုင်းတာကိုကမသိအဲ့ဒါယူသေးသွားတယ်အကုန်လုံးသွားတဲ့နေရာတိုင်းသူယူပါသွားတယ်အမှန်ချင်းနေချင်းလို့စီရင်နေရာချပါပြီဟာကိုကမသိပဲကဲအဲ့ရနဲ့ကတင်လေးကိုပေးတယ်အဲ့ရနဲ့ကတင်ကိုနေရာချရမယ်ပြင်းနေbox ကလေးကိုပြင်နေပါတယ်သူကပြင်ခိုင်းတာကိုကပြင်ရတော့မဟုတ်အဲ့ရနေရာချခိုင်းပြီနေရာချပါတော့မယ်အဲ့ရကိုနေရာချပါတော့မယ်အဲ့ရကိုနေရာချတာနဲ့မန်ကြီးတွေချစ်လိုက်ရင်ရပြီကိစ္စအောင်တေသွားပဲတေသွားပါတယ်ကိုအဲ့ရအောင်နေရာချရမှပပတ်စလေလောက်နေတယ်ကြည့်ပါဦးတိုင်ပတ်နေတာတယောက်တည်းနေရာချမယ်ဆိုတောက်နေကတ်လိုက်ပြီးတဲ့ကိစ္စတောက်နေတော့ကတ်လိုက်ပြီမန်ကြီးလေးညရပါပြီနေရာရပါပြီဆိုရင်ကဲအဲ့ရပြီဆိုရင်အတင်းနဲ့ရပြီဆိုအဲ့လိုရပြီညိုင်းမှုဆုံးနေရပါပြီအဲ့လေအဲ့ရပေါ်တက်လိုက်ပြီကျန်အိမ်နေတာစိန်ကြနေတာစိန်မှုတက်ကြနေတာ